လေးဘက်နာယောဂါတွေနဲ့ပတ်သက်လို့ဒီနေ့ကျမ်းမာရေးဘူးစားလေးရအောင်နည်းနည်းလေးပြောပြမယ်ကျွန်တော်လေးဘက်နာမှာမျိုးစားကွဲတွေအများကြီးရှိတယ်တော်တော်မှလည်းတစ်ခုနဲ့တစ်ခုကိုစင်တူရိုးမှထင်းနေကြတယ်တကယ်ကတော့ယောဂါတွေအသိမတူဘူးလေနှလုံးလေးဘက်နာရှိရယ်သွေးလေးဘက်နာရှိရယ်အရေးပြားလေးဘက်နာဆိုပြီးနာမည်ကြီးရယ်ဒီသုံးကောင်နာမည်ကြီးဆုံးပဲနှလုံးလေးဘက်နာနံပါတ်1အသိအများဆုံးကနှလုံးလေးဘက်နာဘာလဲဆိုတော့ကျွန်တော်ပနက်ဆလင်နေရိုင်းတောက်ရတယ်တချို့ကြော်လဲတလားတစ်ခါပနက်ဆလင်နေထိုးရတယ်အပြစ်တွေထိုးရတယ်ပြီးတော့ပနက်ဆလင်တောက်ဆေးကိုလည်း3နှစ်တည်း5နှစ်တည်းအကြာကြီးဆွဲတောက်ရဲဆိုတာကဒါနှလုံးလေးဘက်နာမဝင်အောင်ကာကွယ်တဲ့ဆေးနှလုံးလေးဘက်နာဆေးဖြစ်တယ်နှလုံးလေးဘက်နာဘာလဲဆိုတာကျွန်တော်ကလေးငယ်မှာအာသီးရောင်တယ်အာသီးရောင်နေဆိုရင်အဲ့ရောင်လာတဲ့ပို့ကိုကျွန်တော်ကခုခံအားပြန်ပြီးမှတိုက်ထုတ်ပြင်ပါပဲဒါပေမဲ့ဒီလိုမျိုးလဲပင်နာတတ်တဲ့အာသီးရောင်တဲ့ပိုးကကျွန်တော်ကအဆို့ရှင်နှလုံးမှာရှိရဲ့အဆို့ရှင်လေးနဲ့စင်တူစင်မားပုံစံရှိတယ်အဲ့ဒီတော့ကျွန်တော်ကခုခံအားတိုက်လိုက်ရင်ဒီအာသီးပိုးကိုလည်းသွားပြီးမှတိုက်တယ်နှလုံးမှာရှိရဲ့အဆို့ရှင်လေးကိုလည်းသွားပြီးမှတိုက်လို့ရှိရင်ကျွန်တော်မကူပဲပစ်ထားတယ်ဥပမာတချို့ကြောလဲနေဘက်တွေမှာအဓိကတွေ့ရပါလေဒီလိုယောဂါတွေကလေချောင်းနာတာ2ရက်3ရက်နေပျောက်သွားမှာပဲဆိုပြီးတော့မှကျွန်တော်ရေနွေးလေးတောက်လိုက်ကိုကနဲ့ကိုပိုးသက်ဆေးရှောက်ဝဲတောက်လိုက်ဆေးုံဆေးကမပြပြဘူးအာသီးရပြည်တယ်နာကြီးဖြစ်ပြီးတော့မှအချိန်မီမကုမသားမိဘူးဆိုရင်ကျွန်တော်ခုခံရဒီအာသီးပိုးကိုလည်းသွားပြီးမှတိုက်တယ်နှလုံးမှာရှိရဲ့အဆို့ရှင်လေးကိုလည်းသွားပြီးမှတိုက်လိုက်ရင်နောက်ပိုင်းမှာနှလုံးအမောဖောက်တာတွေနှလုံးအပေါက်ကျင်းတာကျဲတာပြဿနာတွေတက်ပြီးနှလုံးယောဂဝင်သွားတာကိုကျွန်တော်ကနှလုံးလေးဘက်နာလို့သွားပြီးမှခေါ်တာအဲ့လိုမျိုးလူနာတွေမှာလည်းကျွန်တော်အဆစ်မြစ်တွေကြိုက်တာလည်းသွားပြီးမှတွဲတယ်ဒီခုခံရအဆစ်တွေကိုလည်းသွားပြီးမှတိုက်မိရအောင်ဒါပေမဲ့အဲ့လိုအဆစ်ကြတော့အဆစ်ကြီးတွေကိုသွားပြီးမှတိုက်တာဒီလက်မောင်းတွေနားတယ်တထောင်စစ်တွေနားတယ်ဒူးစစ်တွေနားတယ်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်တနေရာပျောက်သွားပြီးနောက်တနေရာပြောင်းတာ migratory လို့ခေါ်တယ်စေးပညာမှာဆိုဟိုပြောင်းဒီပြောင်းအဆစ်ကြီးကြိုက်တယ်ရင်ဘက်မှာမောတယ်နားတယ်ကြိုက်တာနဲ့တွဲတယ်ဖြားတယ်လယ်ပင်မှာလည်းအရင်တုန်းကလည်းကျွန်တော်အာသီးမကြာခဏရောင်မူးတဲ့ရာဆိုရင်ရှိတယ်ကျွန်တော်သွေးလေးဘက်နာပို ASO စစ်ကြည့်ရလို့လည်းများနေရှင်ဒါနှလုံးလေးဘက်နာဝင်မှာဆိုလို့ဆိုပြီးမှဆရာဝန်တွေကပနက်ဆလင်နဲ့နှလုံးကိုကာကွယ်ပေးတဲ့သဘောမျိုးပဲဒါကနှလုံးလေးဘက်နာရှင်းသွားပြီနော်နောက်ထပ်နှစ်ခုကသွေးလေးဘက်နာနဲ့အရေးပြားလေးဘက်နာဆိုပြီးရှိဒီနှစ်ကောင်ကနည်းနည်းဆင်တယ်ဗာလဲဆိုတော့ autoimmune disorder ထဲမှာပါတယ် autoimmune ဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ခုခံအားကိုယ့်ကိုပြန်ပြီးမှတိုက်လို့ဖြစ်တာမျိုးလိုက်တတ်တယ်ကန်ဆိုးရင်ဖြစ်တတ်တယ်ကန်ဆိုးရဆိုတာတချို့ကြော်လဲမျိုးထဲမှာဒီသွေးလေးဘက်နာမရှိမနဲ့ကိုယ့်ကြမှာထပြီးမှဖြစ်တယ်ဆိုတာကန်ဆိုးလို့ပဲပြောရရင်တချို့ယောဂါကြော်လဲဘာကြောင့်မဖြစ်တယ်ဆိုတာမသိဘူးမျိုးလိုက်တာရဲ့ကန်ဆိုးရတယ်ပဲဖြစ်တယ်ခန္ဓာကိုယ်ခုခံအားကိုယ့်ပြန်တိုက်လို့ဖြစ်တယ်ဒါပေမဲ့အသက်အရွယ်ရောနည်းလေးကွာတယ်ကျွန်တော်သွေးလေးဘက်နာကခုဒီမှာမေးထားရတယ်သွေးလေးဘက်နာကအသက်50ဆိုဖြစ်လာဆိုဖြစ်တတ်တယ်အသက်30နဲ့60ကြားမှာဖြစ်တာဒါပေမဲ့အရေးပြားလေးဘက်ကျတော့နည်းလေးစော့ရသူကအပြိုပေါ်ဝင်ပြီးခါစား15နှစ်ကနေ45နှစ်သွေးမဆုံးဒီကာလမှာအဓိကလာပြီးမှဖြစ်တာကအရေးပြားလေးဘက်နာပေါ့လေအရေးပြားလေးဘက်နာကကျွန်တော်စေးပညာမှာ SLE လို့ခေါ်ကြတယ်နေဘူးလဲထွက်လိုက်တယ်မျက်နှာကြီးရဲတောက်လာတယ်ခန္ဓာကိုယ်မှာအကွက်ကတွေနဲ့ဖြစ်တယ်အဆင့်မြစ်တွေကိုက်တယ်အဲ့လိုနဲ့လာတာကအရေးပြားလေးဘက်နာအရေးပြားလေးဘက်နာရောသွေးလေးဘက်နာတော့ကုတုံးကအတူတူပဲကိုယ့်ရဲ့ခန္ဓာကိုယ်ခုခံအားကိုပြန်တိုက်မဲ့ခုခံအားကိုချရဲစေးတောက်ရတယ်ဒါကြောင့်မို့ဒီလိုစေးရတောက်တာများတော့လူနာကရိုးရိုးတုပ်ကွေးပိုးလေးဝင်တာနဲ့တင်ဟိုတော်တော်ကြီးခံရမျိုးတွေနောက်ပိုင်းမှာမကူထားပဲပစ်ထားလို့ရှိရင်စေးမှုမှမတောက်ဘူးဆိုရင်ကြောက်ချက်ပျက်စီးသွားတာကြီးပါလေဆိုတကိုယ်လုံးကိုထိကြလို့ဖြစ်တာဒီလိုမျိုးယောဂတွေကမပြောက်တတ်ဘူးဆေးကိုတသက်လုံးတောက်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆေးရဲ့ပေးရဲ့ဆေးတွေကလည်းခုခံအားကိုဖိရဆေးဖြစ်တယ်ဆေးမတောက်မိဘူးဆေးပြတ်သွားလို့ရှိရင်ခုခံအားပြန်တိုက်မိယောဂတွေကပို့ပြီးမှဆိုးလာပြီးတော့မှသွေးဆောင်တိုးအားမျိုးတွေကြောက်တဲ့ပျက်စီးရတွေအာရုံကြောတွေပျက်စီးရတွေယောဂတွေကတကိုယ်လုံးကိုဖြစ်တတ်တယ်ဒါကြောင့်မို့သွေးလေးဘက်နာတို့အရေးပြားလေးဘက်နာတို့ဆိုတာဆရာဝန်တွေကကြောက်တယ်အရေးပြားလေးဘက်နာပို့ပြီးမှဆိုးတယ်သူကခန္ဓာကိုယ်တော်တော်များများကိုပို့ပြီးမှထိနိုင်ရရှိရဲဆေးတွေပေးရင်လည်းပို့ပြီးပြင်းတဲ့ဆေးပေးရတယ်ဒါအကြောင်းတယောက်လူနာရဲ့လက္ခဏာပေါ်မူတည်ပြီးမှဆေးချိန်မချင်းမတူဘူးပေါ့လေအဓိကဒီလေးဘက်နာ၃မျိုးရှိရတယ်တစ်ခုနဲ့တစ်ခုရောစင်တူသလိုနာမည်ကမြန်မာခေါ်ဝစင်တူသလိုဖြစ်ပေမဲ့ယောဂဖြစ်ပုံဖြစ်နည်းယောဂရှာမုံရှာနည်းကုသမုံကုသနည်းရောတူလေးတူထားမရှိပါဘူး